အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့မော်လမြိုင်က customer တို့အားပေးတော်တယ်250ကီလိုဝတ်နဲ့200ကီလိုဝတ်မီးစက်ကိုစမ်းကြပေးတော့မှာဖြစ်ပါတယ်တစ်ချက်လောက်လိုက်ကြည့်ပေးကြပါဒါကတော့ကျွန်တော်250ကီလိုဝတ်ကိုစမ်းဖို့အတွက်လိုအပ်တာတွေကိုပြင်ဆင်နေတာဖြစ်ပါတယ်ဒီ customer ဆိုလို့ရှိရင်ကျွန်တော်တို့စီကအရင်တော့လေးဒါ300ကီလိုဝတ်ကျွန်တော်အားပေးပြီပေါ့နော်ဒါအခုလေးလုပ်ငန်းအတွက်လိုအပ်လို့ဆိုပြီးတော့250ကီလိုဝတ်တစ်လုံးနဲ့ဒါ200ကီလိုဝတ်တစ်လုံးနဲ့နောက်ကနှလုံးတူတူဒါထပ်ပြီးတော့လာပေးတာဖြစ်တယ်ပေါ့နော်မီးစက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်လိုအပ်လို့ရှိရင်ဒါကျွန်တော်တို့ဗီယန်ပေါင်ကိုလာခစ်လိုက်ပါကျွန်တော်တို့ဒီပြင်းလုံးဆိုတာနဲ့ဒီအမခံပြေဝနဲ့ဒါအကောင်းဆုံးဝယ်ပေးနေပါတယ်ဒီကတော့ကျွန်တော်တို့200ကီလိုဝတ်မီးစက်ကိုစမ်းဖို့အတွက်လိုအပ်တာတွေကိုပြင်ဆင်နေတာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့250ကီလိုဝတ်ရော200ကီလိုဝတ်ရောဒါဆန်းလို့ပြီးတော့ပါပြီအခုလိုပဲကျွန်တော်တို့ဗီမန်ပါဝါကိုယုံကြည်ဆက်ရှစွာဝယ်ယူအားပေးတော့တဲ့ customer လေးဒါလုပ်ငန်းကံဒီထက်မကအောင်မြင်ကြည့်ပါပါစေ